မနှက်ဖြန်မကင်အစောတငယ်ချင်းတွေနဲ့ဒီရေအောင်တော့မှာမို့လို့ဒီနေ့အဝတ်စားတွေပါထည့်ထားမယ်ပေါ့တခါလဲပေါ့နော်ဒီနေ့ကဂျူတီရှိတာဆိုတော့မနှက်ဖြန်မနှက်ကင်အစောကလည်း4နာရီထွက်မှာညကြလို့ရှိရင်လည်းည1နာရီခွဲရနေပြီးတော့3နာရီထိအတန်းရှိသေးအဲ့တော့ပြန်အိတ်လို့မရတော့ဘူးပြီးလို့ရှိရင်ရေချိုးပြီးတော့တန်းပြီးတော့သူတို့လာခေါ်တာနဲ့တန်းသွားမှာဆိုအခုတော့အားကြောင့်အလုံးမသွားခင်ပေါ့နော်ဟိုနှက်ပြန်သွားလို့ရှိရင်လမ်းမှာစားဖို့တော့ကျမရဲ့မရှိမဖြစ်မုံအိတ်လေးပြင်ပါမယ်မုံပေါ့နော်ကဲကျမရဲ့ snack မုံအိတ်ကလေးကတော့ပြီးတော့ပပီထည့်လိုက်ပြီပေါ့နော်ဒါလေးကအမြဲတမ်းစားပြနေတော့ဒါလေးတော့မပါမဖြစ်ယူသွားရတယ်ပေါ့နော်ကိုက snack လိုမျိုးစားတာကြိုက်တယ်လို့ဆိုတော့အမြဲတမ်းပြီးသွားမုံလေးကတော့ပါတယ်ပေါ့နော်လမ်းရအောင်တကယ်ချင်းနဲ့လည်းတူတူစားလို့ရအောင်လို့ဆိုပြီးထည့်သွားပါတယ်ကဲပြီးတော့ပါပြီကဲမနက်ခင်းဒါသူတို့တကယ်ချင်းနေလာခေါ်တာကိုစောင့်နေတာပါဒါရေခဲတောင်တက်မဲ့ဖက်နယ်လေးရောပေါ့နော်အဲတကယ်ချင်းကငှားပေးထားတယ်ကဲအခုကတော့မောင်ဖယ်ရိုစီကိုအော်ကလန်ကနေစပြီးထွက်ခွာပါပြီအသွားကတော့မနက်4နာရီရနေထွက်တယ်အသွားကတော့ရေခဲတောင်တန်းတာတိုင်းမသွားဘဲနဲ့လမ်းမှာကျမတို့ဝေစရာရှိတဲ့နေရာတွေကိုဒီအကုန်ဝင်မယ်ပေါ့နော်နောက်ဆုံးကြမှာနောက်ရက်မနက်ကြမှာရေခဲတောင်တက်မှာပါဒီနေ့တရက်ကတော့တနေ့ကုန်ရှောက်လဲမဲ့ရက်ပေါ့နော်โอเคဒါကတော့လူတို့ကအိုကရီဖောအရင်ဆုံးသွားမှာပါဒါတော့လမ်းမှာခဏရက်ပြီးတော့ဒါပတ်ဝန်းကျင်ကလည်းတော်တော်ตายရတယ်ရေခဲပင်လေပေါ့နော်ပင်လေပဲထင်ဟုတ်တယ်အဲ့တော့ကန်ဇက်နာမှာခဏလေးကားရက်ပြီးတော့လမ်းမှာညောင်းပြီးအညာပြီးလမ်းလျှောက်ပါတယ်လေကတိုက်နေတော့တော်တော်လေးတော့အေးပါတယ်အရန်ကိုအေးပါတယ်တော်တော်လေးကိုမဟုတ်ပါဘူးအော်ကလန်ထပ်ပိုအေးတယ်ပေါ့နော်အော်ကလန်ကအလောက်မအေးဘူးဆိုမှဒီညညာလောက်တော့မအေးဘူးပေါ့နော်မြန်မာနိုင်ငံနဲ့ရှင်တော့အေးတာပေါ့ကဲအိုကရီဖောရောက်ပါပြီဒါတော့ရေကြနေတာပေါ့နော်အိုကရီဖောမှာပါငွေချင်းကြီးအကုန်လုံး10ရောက်သွားတယ်9ရောက်ကားတစ်စီး9ရောက်ကားတစ်စီးပေါ့နော်ပျော်စရာလည်းကောင်းပါတယ်တကယ်ချင်းနဲ့သွားတာပေါ့နော်ရေတကုံကအောက်ထဲမှာရှိတာဆိုတော့အောက်ထဲကိုတော့လေကားတစ်ခါနေပြီးတော့ဆင်းသွားရတယ်အသွားကတော့ပျော်ပဲပြန်ကြရင်တော့တက်ရမှာပါလမ်းနေပါထောင်းအောင်နော်အပေါ်ရောက်သွားလို့ရှိရင်သွားတော့ပျော်ကြီးဆင်းသွားကြတာပေါ့နော်ပြန်ကြရင်တော့တောင်ပေါ်တက်ရတယ်လို့ပဲပြန်တက်ရမှာပါလေကားတစ်ခါရေတကုံကလည်းတော်တော်လှပါတယ်အပေါ်ကြီးရိုက်လေပေါ့နော်ဒါတော့ winter season နော်ကုန်တော့မှာပါဒီနိုင်ငံမှာရေတကူနေပါတွေကပေါ့နော်ဘယ်လိုပြောအမိုက်ပြိုက်တွေပါရအစားမရှိဘူးအရန်တန့်ရှင်းနေကြည်လင်ပြီးတော့ပေါ့နော်ပတ်ဝန်းကျင်မှာဆိုလဲလိုမျိုးပေါ့နော်ညစ်ပတ်နေရတွေပါဘာမှတိတ်မရှိဘူးပေါ့နော်အရန်ဒီနိုင်ငံကတဘာဝတရားကိုအရန်ထိမ့်သိမ့်တဲ့နိုင်ငံပေါ့နော်တော်တော်လေးကိုသွားတဲ့နေရာတွေမှာစိတ်ချမ်းသာရပါတယ်ဒီရလဲကြီးလင်းနေတာပဲတော်အေးရလဲအေးမှာပါဘာလို့လဲဆိုတော့ဒီမှာလဲလေရတော့အရင်တိုက်တယ်ပေါ့နော်မြင့်မလားမသိဘူးနော်ဒီရတော်အရှင်ပြင်းပါတယ်ဒီကြာနေတာလေပေါ့နော်တကယ်ချင်းနေရတော့ဟိုးအောက်ထိဆင်းသွားတယ်ကိုကတော့ပြန်တက်ရမှာဆိုလို့အရင်အောက်ကြထိမဆင်းပါဘူးကွာကိုအပေါ်မှာတယောက်သေးပဲနေခဲ့လိုက်ပါတယ်အဲ့လိုမျိုးတပုံလာတဲ့နေရာပဲရိုက်ပြီးတော့နေခဲ့လိုက်တယ်ပေါ့နော်သူတို့ကတော့အထဲထိဆင်းသွားပါတယ်အောက်ထိကတော့ပေါ်မှာပဲပုံလိုက်ပြီးတော့နေခဲ့ပါတယ်ကဲခုတော့ပြန်တက်လာပါပြီတက်တာတော်တော်မောပါတယ်ဒါကတော့ဒါဒီโอเคဟောဒီအောက်ကလိုင်ကူအကြောင်းလေးရေးထားတာပေါ့နော်မှာပင်ကိုပို့ဆုံးကျူလို့လည်းအဲ့လိုမျိုးလေးလည်းရှိတယ်ပေါ့နော်ဒါသူတို့ကနေရာတစ်ခုရတဲ့ဒီနေရာရဲ့အဖြစ်အပျက်လေးတွေကိုအဲ့လိုမျိုးလေးတွေရေးပြထားကြတယ်ပေါ့နော်ဒါသူပတ်ဝန်းကျင်တော်လှပါတယ်ပတ်ဝန်းကျင်ကတိတ်စီဒါတကယ်ချင်းနဲ့ရောက်ဓာတ်ပုံရိုက်နေကြတာပါကောင်း